မှတ်သိလားအချိန်ကမြန်မာနိုင်ငံမှာရုပ်ရှင်ဆိုတာမရှိသေးဘူး TikTok YouTube မရှိသေးဘူးဒါပေမဲ့လူထောင်ပေါင်းများစွာကိုညာလုံးပေါက်စောင့်ကြည့်စေခဲ့တဲ့ superstar တွေရှိခဲ့ပူတယ်ဗျသူတို့ကသချင်းလည်းမဆိုဘူးရုပ်ရှင်လည်းမရိုက်ဘူးပြောရရင်လူအစ်စ်တွေတော့မဟုတ်ဘူးဗျအဲ့ဒီຢာကိုရုပ်သေးရုပ်လို့ခေါ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Hidden Theory Channel လေးနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့စိတ်ဝင်စားဖို့ကောင်းတဲ့ကျွန်တော်တို့မြန်မာရုပ်ရတလေးရုပ်သေးရုပ်အကြောင်းကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ဒီနေ့ခေတ်လူငယ်တော်တော်များများမမြင်ဘူးတော့တဲ့အဲ့ဒီရုပ်သေးရုပ်တွေဟာအချိန်ကမြန်မာနိုင်ငံရဲ့အကျော်ကြားဆုံးဖျက်ပြေးတစ်ခုဖြစ်ခဲ့မှုပါတယ်ရုပ်သေးဆိုတာကလေးကစားစရာမဟုတ်ဘူးရာနှစ်ချီတက်တန်းရှိတဲ့မြန်မာအမှုပညာဂုဏ်သိက္ခာတစ်ခုပါပဲတပိုင်းမှတ်တမ်းတွေရတော့ယနေ့မြင်နေရတဲ့မြန်မာကျိုးဆွဲရုပ်သေးပညာဟာကုန်းမောက်ခဲစင်ကူးမင်းလက်ထက်မှာထွန်းကားလာခဲ့လို့ပြောပါတယ်နန်းတော်တွေကပွဲတွေတော်ဝင်အခမ်းအနားတွေအဲ့ခံပွဲတွေမှာရုပ်သေးရုပ်တွေကမပါမဖြစ်ခဲ့ဘူးပါတယ်ဒါပေမဲ့ရုပ်သေးတွေကဖျက်ပြေးသက်တစ်ခုတော့မဟုတ်ဘူးဗျလူတွေမပြောရဲတဲ့စကားတွေအာနာရှိသူတွေမကြားကျင်တဲ့အမှန်တရားတွေကိုဟာတာတွေပုံပြင်တွေဇလန်းတွေအဖြစ်ဖန်တီးပြီးတော့ပြောပြပေးခဲ့တဲ့ခေဟောင်းအတန်တစ်ခုဆိုလဲမမှားဘူးဗျရုပ်သေးရုပ်တစ်ခုကိုကျိုးပေါ်များစွာနဲ့ထိန်းချုပ်ရတယ်ခေါင်းငိမ့်တာလက်မြောက်တာကတာရဲတာငိုတာတိုက်ခိုက်တာအဲ့ဒီຢာတွေကောင်တော့ကိုအသက်ရှိတဲ့လူတစ်ယောက်လိုဖြစ်အောင်ဖန်တီးနိုင်ခဲ့ကြပါတယ်အဲ့ဒီခေတ်ကဇော်ကြီးမင်းသားမင်းသမီးဘလူးစစ်သူကြီးလက်ရုပ်တွေဟာရုပ်သေးစင်ပေါ်ကစူပါစတာတွေပဲဗျတရွာနဲ့တရွာတစ်မြို့နဲ့တစ်မြို့ရုပ်သေးအဖွဲ့တွေလာပြီဆိုရင်လူတွေကအလုတ်တွေတောင်ခဏနာပြီးတော့တွားကြည့်ကြပါတယ်ကလေးတွေကရှေ့ဆုံးမှာထိုင်ကြတယ်လူကြီးတွေကဇက်လန်းနှောင်းကြတယ်အဖိုးပွားတွေကတချင်းတန်ကြားရုံနဲ့ဘယ်ဆက်ကောင်ထွက်လာမလဲဆိုတာသိနေကြပါတယ်တစ်ချိန်ကရုပ်သေးကဖျော်ဖြေရေးတစ်ခုတည်းပို့ခဲ့တယ်ရွာတရွာရဲ့ညကိုအသက်ဝင်စေခဲ့တဲ့အမှတ်တရတွေဖန်တီးပေးခဲ့တယ်လူတွေကိုစူးစီးပေးခဲ့တဲ့အရာတစ်ခုလည်းဖြစ်ခဲ့ပါတယ်ဒါပေမဲ့အချိန်တွေပြောင်းသွားတယ်ရုပ်ရှင်တွေပေါ်လာတယ် TV တွေရောက်လာတယ်အင်တာနက်ခေတ်ကိုရောက်လာခဲ့တယ်လူတွေကရုပ်သေးစင်ရှိမှထိုင်ကြည့်ရမယ့်အစားဖုန်းမျက်နှာပြင်သေးသေးလေးပေါ်မှာကဘာကြီးကိုကြည့်လာကြတယ်ဒီချိန်ကလက်ခုပ်တန်တွေပြည့်နေတဲ့ရုပ်သေးစင်တွေတဖြည်းဖြည်းတိတ်ဆိတ်လာခဲ့ကြတယ်ပရိသတ်တွေညော်နေလာတယ်ရုပ်သေးဆရာကြီးတွေကလည်းပုံမင်းသွားကြတယ်နောက်မျိုးဆက်တွေကလည်းဒီပညာကိုဆက်ပြီးတော့မသိကြတော့ဘူးဗျဒီနေ့တချို့ရုပ်သေးရုပ်တွေကပြလိုက်ထဲမှာရှိနေတယ်တချို့ကတော့ဖုန်တက်နေတဲ့စာထဲမှာရှိနေတယ်တချို့ကတော့ဘယ်သူမှမမိကြတော့ဝမ်းနေစရာကရုပ်သေးရုပ်ကပျောက်ကွယ်သွားတာမဟုတ်ဘူးဗျသူတို့ကိုချစ်ခဲ့တဲ့သူတို့ကိုစောင့်ကြည့်ခဲ့တဲ့သူတို့ရဲ့သချင်းတွေကိုမှတ်မိခဲ့တဲ့လူတွေရဲ့အမှတ်တရတွေပါပြည့်ပြည့်ပျောက်ကွယ်နေကြတာပဲဗျတစ်ချိန်ကမြန်မာနိုင်ငံရဲ့စူပါစတာတွေဖြစ်ခဲ့တဲ့အဲ့ဒီရုပ်သေးရုပ်တွေကိုနောက်နှစ်90ကြာရင်ရောဘယ်သူတွေမှတ်မိအောင်မထင်လဲဒါမှမဟုတ်သူတို့ဟာကျွန်တော်တို့မြန်မာသမိုင်းတွေကမေ့လျော့ခံအမှုပညာတစ်ခုပဲကျန်ရစ်သွားပါလား